การนะครับเพื่อสมณะพระจากพม่านะก่อนอื่นก็ขอเจริญธรรมนะญาติโยมก่อนอื่นทางชุมชนปฐมโศกก็ยินดีต้อนรับพระนะแล้วก็ญาติโยมที่มาจากหลายๆที่นะแค่นี้ก่อนအားလုံးမင်္ဂလာပါပြီးတော့ကိုရောနှစ်ပေါက်လည်းကာဗရာပြုပါတယ်ပြီးတော့အားလုံးဘောနော်ဒီမြန်မာနိုင်ငံလာတဲ့လူတွေအားလုံးကိုဒီ community ကနေပြီးတော့ကြိုဆိုပါတယ်ပေါ့การบรรยายคราวนี้เนี่ยก็จะเล่าถึงเรื่องของชุมชนปฐมโศกแล้วก็จะเน้นเรื่องการศึกษานะพร้อมกันนั้นก็อยากให้ซักถามให้ดีเลยนะอยากให้ซักถามกันเป็นส่วนใหญ่เพราะว่าจะได้พูดตรงกับสิ่งที่เราอยากทราบသူနေနေပေါ့နော်သူကိုရိုနီနဲ့သူကဒီကျေးရွာပေါ့နော်ပထမဆုတ်ရဲ့အကြောင်းကိုသူအဓိကပြောပြမယ်ဖြစ်လာတဲ့အကြောင်းရင်းကိုပြောပြမယ်ပေါ့အဲကြားထဲမှာလည်းဒီပညာရေးပိုင်းနဲ့ပတ်သက်ပြီးသူပြောပြပေးမယ်ပေါ့ဒါပေမဲ့အဲကြားထဲနေကျွန်တော်တို့စီကနေပြီးတော့ဒီအများကြီးမေးခွန်းထုတ်စေချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လာတဲ့အကြောင်းရင်းရဲ့ကျွန်တော်လိုချင်တဲ့အကြောင်းရင်းတွေရဲ့အဓိကအချက်တွေရအောင်ပေါ့နော်မေးခွန်းတွေအများကြီးထုတ်ပေးဖို့အားပေးတယ်ပေါ့เพราะนั้นไม่ต้องเกรงใจนะถามได้ทุกคำถามแหละถามมาเลยนะอาตมาจะดีใจมากเลยที่พวกเราซักถามกันนะอย่าปล่อยให้มาพูดฝ่ายเดียวเพราะมันจะไม่รู้ว่าตรงกับสิ่งที่เราอยากทราบหรือเปล่าမနာပါနဲ့တဲ့ဗာလဲတီးချင်တဲ့အားလုံးပေါ့နော်စိတ်ထဲမှာရှိတဲ့အားလုံးမေခွန်းထုတ်ပေးပါတဲ့သူကမေခွန်းဖြေရတာပြောတယ်ပေါ့ပြီးတော့နောက်တစ်ခုကလည်းကျွန်တော်တို့ဖက်နေပြီးတော့လိုချင်တဲ့အရာတွေအားလုံးအိမ်ပြန်တဲ့အချိန်မှာရတော့အောင်လို့ပေါ့နော်အဲ့ဒါမေခွန်းတွေများထုတ်ပေးပါပေါ့ก่อนอื่นก็ขอแนะนำชุมชนปฐมโศกให้ทราบคร่าวๆก่อนว่าที่สถานแห่งนี้เนี่ยนะก็เกิดมาจากการรวมกลุ่มของพวกเราญาติธรรมชาวอโศกนะซึ่งเมื่อมาปฏิบัติธรรมกันมากขึ้นเราก็เลยคิดว่าเราน่าจะมีสถานที่ที่เราจะมาอยู่ร่วมกันเพราะการอยู่ร่วมกันของคนที่ปฏิบัติธรรมเนี่ยมันจะทำให้มีความสงบร่มเย็นอยู่กันอย่างผาสุกตัวที่ก็ที่ปฐมสุขแก่อาจารย์มั้งเนาะไม่เสร็จไปไหมวะที่ก็พระมาสงฆ์เราที่ดูลาสู้ได้ใช่ไหมยังสงฆ์เราแต่ยาไทยในหลุยไปสิเดียวนะแต่ยาไทยในหลุยมีอะไรเราตัวสิ่งที่มาป่าดูสิ่งที่มาป่าสิหลายส่วนแต่ยาไทยในหลุยที่ผมเนาะไอ้ community เลยที่คู่สิเสียใช่ไหมวะไอ้ community สิเดียวส่วนแต่ยาไทยในหลุยที่ผมเนาะสู้ซีมนี่เนี่ยมาเอเช่นเนี่ยวะเนาะပြီးတော့ที่หลุยเลยติผมเนาะချမ်းနဲ့တရားထိုင်နိုင်အောင်ပေါ့နော်အဲ့ဒေတာလေးတစ်ခုရှိတဲ့နေဆိုတော့သူတို့ကစဉ်းစားလာတယ်ပေါ့เพราะว่าการอยู่ในสังคมของคนถ้าไม่ปฏิบัติธรรมเนี่ยปัญหามันเยอะเดี๋ยวก็ทะเลาะกันด่ากันมีแต่ปัญหากินเหล้าเมายาอะไรต่างๆเนี่ยมันอยู่ไม่ผาสุกเพราะนั้นการอยู่ในสังคมของคนปฏิบัติธรรมเนี่ยมันจะมีแต่ความพัฒนาเจริญก้าวหน้าช่วยเหลือพึ่งพาซึ่งกันและกันได้ဒီပရမဆုံးပေါ့နော်ပရမဆုံးကဒီဘာဖြစ်လို့ဒီလိုနေရာလေးရှိတင်လဲဆိုတော့တကယ်လို့ဒီနေရာမရှိဘူးဆိုရင်တရားမသိလို့တရားမထိုင်တဲ့လူနဲ့အတူတူနေရတာဘယ်လိုသူတို့ကခဏကြာရံဖြစ်တာတို့မူကြီးစေဝါတုံးတာတို့မူကြီးတေစာတောက်ပြီးတော့ရံဖြစ်တာတို့အတန်ကျဲတာတို့အဲ့ဒါကြီးတအားကြီးများတယ်ပေါ့နော်အဲ့ဒါကြောင့်သူတို့အတွက်ကကောင်းလေးတရားထိုင်တာအစင်သိမ့်မပြေဘူးပေါ့နော်အစင်မပြေတဲ့အချိန်မှာသူတို့ကပါစဉ်းစားလဲဆိုတော့ဒီတရားထိုင်တဲ့လူတွေစုစည်းရနေရဆိုရင်တိုးတက်မှုတွေရှိတယ်ပြီးတော့အေးချမ်းမှုရှိတယ်ပေါ့အဲ့ဒါကြောင့်တို့ဒီနေရာလေးကိုစတင်ရခြင်းဖြစ်တယ်เพราะว่าการที่เรามีสถานที่แล้วมาอยู่ร่วมกันเนี่ยเราจะได้มาศึกษาแล้วก็ปฏิบัติธรรมด้วยกันการปฏิบัติธรรมของพวกเราก็คือการทำงานช่วยเหลือนะแล้วก็มาร่วมกันเสียสละไม่ใช่มุ่งมาเพื่อที่จะมาแสวงหาหรือว่ามาหาผลประโยชน์อะไรใดๆทั้งสิ้นသူရဲ့အတိကပါယူသူလာစုတဲ့အချိန်မှာပေါ့နော်အတိကတော့သူကဘာလုပ်လဲဆိုတော့ဒီမှာတရားလာရှာတယ်လေ့လာတယ်ပြီးတော့လေ့လာပြီးတော့ဖွင့်ဖြိုးအောင်တိုးတက်အောင်ပေါ့နော်တယောက်ဖလှယ်ကြတယ်ပြီးတော့အလုပ်အတူတူလုပ်ကြတယ်ပြီးတော့အချင်းချင်းကူညီကြတယ်ပေါ့ဒီမှာလာတယ်ဆိုတာဒီကိုကျိုးအတွက်လာတဲ့လူတွေအတွက်မဟုတ်ဘူးပေါ့နော်ဒီကိုကျိုးသူများအကျိုးအတွက်ပေါ့နော်ကိုကျိုးဆွပြီးလှုပ်တဲ့လူတွေအများကြီးစုတဲ့နေရာဖြစ်တယ်ပေါ့အဲအကြောင်းသူကဒီနေရာလေးကိုဘယ်လိုဒီနေရာလေးအတွက်ပေါ့နော်တကယ်လို့စီးပွားရှာခြင်းတဲ့လူတို့ဒါမှမဟုတ်ကိုအကျိုးမြတ်တွေလိုချင်တဲ့လူတွေအတွက်တော့မရှိဘူးပေါ့နော်เพราะเราถือว่าการปฏิบัติธรรมก็คือการทำงานการทำหน้าที่ไม่ใช่มาเพื่อที่จะมาอยู่แค่สุขสบายมาอยู่ว่างๆไม่มีอะไรทำมานั่งหลับตาท่องบนภาวนา
อันนั้นไม่ใช่หมายถึงการปฏิบัติธรรมของพวกเรา ဒီနေရာရဲ့တရားထိုင်တဲ့ပုံစံလေးอ่ะဗောနော်ဒီဘာမှမလုပ်ဘဲနဲ့ဗောတရားတမာတိထိုင်နေမျက်လုံးမိတ်တယ်ဆူတောင်းတယ်အဲ့ဟာတော့ပဲမဟုတ်ဘဲနဲ့ဒီကိုရဲ့ဗောနော်တာဝန်ရလုံနေရတဲ့ပုံစံလေးတွေနဲ့တရားထိုင်ခြင်းဖြစ်တယ်ဗောจะเป็นเรื่องของพิธีการบ้างแต่ว่าหลักๆแล้วก็คือเราต้องเน้นการที่มาเสียสละมาช่วยเหลือซึ่งกันและกันนะมาลดละความเห็นแก่ตัวนะทำประโยชน์ตนแล้วก็ประโยชน์สังคมมันจึงจะถือว่าเป็นการปฏิบัติธรรมนะต้องมาขยันซื่อสัตย์เสียสละအဓိကတော့ဒီမှာလာတဲ့လူတွေအတွက်ပေါ့နော်ဒီမှာလာတဲ့လူတွေကဘာလဲဆိုတော့ဒီကိုကျိုးအရင်ဆုံးတကူကောင်းဆန်တဲ့စိတ်တွေကိုအရင်ဆုံးမရှိအောင်ပေါ့နော်မရှိအောင်ပြီးတော့ကိုကျိုးလဲစွန့်အောင်ပြီးတော့တစ္ဆာလဲရှိရမယ်ပေါ့နော်ပြီးတော့ကိုအတွက်လဲကောင်းတယ်ပြီးတော့ဒီတခြားလူအတွက်လဲအကောင်းကျိုးပြုနိုင်မယ်အလုပ်တွေစားလုပ်တယ်ပေါ့ဥပမာတရားထိုင်တာလို့အဲ့ဒါတော့ဒီသဘောတရားအရာပေါ့နော်ဒီနော်culture ရပါတော့အဲ့ဒါတွေတော့တရားထိုင်တာလို့ရှိရဲဒါပေမဲ့အဓိကအဖြစ်တော့တို့ကပါဦးစားပေးလဲဆိုတော့အလုပ်လုပ်တယ်ပြီးတော့သူများတွေအတွက်အကျိုးပြုတယ်ကောင်းကျိုးပြုတဲ့အလုပ်တွေအဓိကလှုပ်ဆောင်ခြင်းဖြစ်တယ်ပေါ့ของเราชุมชนปฐมโศกที่นี่เนี่ยก็เกิดขึ้นมาตั้งแต่เมื่อปี2523ตั้งเป็นพุทธสถานเนี่ยแล้วก็ตั้งเป็นชุมชนเมื่อปี2527လွန်ခဲ့တဲ့26နှစ်လောက်ကလေးပေါ့နော်အဲ့နှစ်ကလေးစပြီးလုပ်တယ်အဲ့စပြီးရဲ့စနေရာရှိရဲ့နောက်ပိုင်းကျတော့ဒီတရားစခန်းလေးကိုတို့ကအဲ့ပြီးခဲ့တဲ့23နှစ်လောက်ပေါ့နော်အဲ့ချိန်တော့စပြီးတော့စပြီးတည်ထောင်ခဲ့တယ်ပေါ့โดยที่มีผู้บริจาคที่แล้วก็มาซื้อเพิ่มเติมขึ้นตอนนี้ก็ประมาณ80กว่าไร่ที่เห็นทั้งหมดเนี่ยมีต้นไม้มีลำธารมีภูเขาทุกอย่างเกิดขึ้นด้วยมือของพวกเราไม่ได้มีโดยธรรมชาติมาก่อนเพราะที่นี่เดิมเป็นทุ่งนาที่ไม่มีต้นไม้อะไรเลยဒီနေရာအားလုံးပေါင်းပေါ့နော်ဒီနေရာကိုလူပြီးတဲ့လူရှိတယ်ပြီးတော့နောက်ပိုင်းကျတော့ဝယ်ထပ်ပြီးတော့ထပ်ဆင့်ဝယ်တာရှိတယ်အဲ့မှာအားလုံးပေါင်းဧကနဲ့တွက်ရင်40ဧကလောက်ရှိမယ်ပေါ့ဒီကျုံတွေ့ရတဲ့အပင်တွေအားလုံးကသူတို့စိုက်ပြီးတော့ကြီးထွားလာတဲ့ပင်တွေအစတော့ဒီဒေတာမှာဒီလေကွက်ပဲရှိတယ်အပင်တွေမရှိဘူးပေါ့နော်ဒီအပင်တွေကျွန်တော်တွေ့ရတဲ့အပင်တွေကသူတို့ရဲ့လက်ရာနေပြီးတော့ဖြစ်လာတဲ့အပင်တွေဖြစ်တယ်ပေါ့หลักการของเราเป็นเรื่องของบุญนิยมเรามีเรื่องของศาสนาซึ่งเราจะมีมูลนิธินะที่คอยดูแลมีเป็นพุทธสถานสังฆสถานอาวาสถานแล้วก็มีชุมชนต่างๆอย่างที่เป็นอยู่อย่างปฐมโศกเนี่ยไม่ใช่มีที่นี่แห่งเดียวนะที่มีครบมีทั้งบ้านวัดโรงเรียนเราจะมีพุทธสถานอื่นๆอีกประมาณเกือบ10แห่งประมาณ 8-9 แห่งแล้วตอนนี้ในประเทศไทยใช่ไหมในประเทศไทยသူတို့ကအဓိကတော့ဒီကုတို့ပိုင်းနဲ့ပတ်သက်ပြီးတော့အဓိကလုပ်တယ်ပေါ့နော်အဲကြားထဲမှာဒီလိုမျိုးဗာလဲကျောင်းတွေရှိတယ်သူတို့ကူညီပေးတဲ့ဒီ foundation တွေရှိတယ်ပြီးတော့လူထုတွေနေဖို့အတွက်ပေါ့နော်အဲလူထုနေဖို့အတွက်နေရာတွေရှိတယ်အဲလိုပြည့်စုံတဲ့ဒီသူ့ရဲ့ဌာနလို့ပြောမှာပေါ့နော်ဌာနလိုက်ရှိထားတဲ့ဟာတွေဒီထိုင်းနိုင်ငံမှာဆိုရင်9ခု10ခုလောက်ရှိတယ်ပေါ့ဒီလိုမျိုးပုံစံเรามีมูลนิธินะหลายมูลนิธิแต่ละมูลนิธิเนี่ยมีเป้าหมายคือจะไม่มีกองทุนไม่มีการสะสมกักตุนนะเพื่อเก็บดอกผลทุกอย่างจะมีแต่สะพัดนะไม่มีการเลี่ยรายนะการบริจาคต้องมีคุณสมบัติอย่างน้อยต้องมาที่นี่ถึง7ครั้งอะไรต่างๆเหล่านี้သူရဲ့ဒီငွေရေးကြေးပေါ့နော် foundation တွေလည်းအများကြီးရှိရပေါ့နော်အဲ foundation ရဲ့စနစ်ငွေကြေးစနစ်ကလည်းဒီစုထားတာတို့အမြတ်ဗာလဲအမြတ်ရဖို့အတွက်ဒီတွားပြီးတော့အရင်တည်တာအဲ့ဒါတွေအတွက်မလုပ်ပေါ့နော်ဒီလူအားလုံးလူတွေပေါ့ပြီးတော့သူတို့လာလူမဲ့လူတွေရဲ့ဒီ criteria တွေလည်းသတ်မှတ်ထားတယ်ပေါ့ဥပမာအနည်းဆုံးဒီကို9ခါလောက်လာဒါမှမဟုတ်9ကြိမ်ထိလူတန်းတာလို့အဲ့လိုမျိုးပုံစံနေနဲ့သတ်မှတ်ထားတယ်ပေါ့ซึ่งจะต่างกับมูลนิธิส่วนใหญ่ซึ่งเขาจะเน้นการบริจาคการเลี่ยรายอะไรต่างๆแต่เขาไม่มีเลยเราไม่มีมาเที่ยวเลี่ยรายบอกบุญโน่นนี่อะไรต่างๆนะแล้วรายได้ส่วนใหญ่ที่มาก็คือคนที่เขาปฏิบัติธรรมนะคนปฏิบัติธรรมเนี่ยมันจะกินน้อยใช้น้อยนะไม่ไปฟุ้งเฟ้อฟุ่มเฟือยเขาก็จะมีรายได้เหลือก็มาจุนเจือสังคมก็จะมาบริจาคส่วนใหญ่จะได้จากคนที่มาปฏิบัติธรรมกับเรา
ဥမာ foundation တွေအများကြီးရှိပေါ့အဲ foundation တွေတချို့ foundation တွေကဟိုဥမာသူတို့ foundation ကိုအလူငွေပေးဖို့အလူငွေတောင်းခံတာတို့မှလည်းအလူမရှိပေါ့ဒါပေမဲ့သူတို့အတွက်ကြတော့အဲ့နေပြီးတော့အများကြီးမရအောင်သူတို့ရတဲ့ဟာဒီတရားလာထိုင်တဲ့လူတွေပေါ့နော်တရားလာထိုင်တဲ့လူတွေကနည်းနည်းပဲစားတယ်နည်းနည်းပဲသုံးတယ်အဲ့မှာသူတို့ရလာတဲ့ပတ်စံတွေရဲ့ဟိုပေါ့နော်အပုံငွေတွေကနေပြီးတော့ရလာတဲ့ပတ်စံတွေအများကြီးဒီသူတို့ရဲ့ foundation ထဲကိုဝင်တယ်ပေါ့နော်แล้วเราก็จะมีรายได้จากการที่เรามีสถานที่จำหน่ายสินค้ามีผลิตภัณฑ์มีโรงงานทำสมุนไพรยาสมุนไพรโรงงานปุ๋ยสิ่งเหล่านั้นก็เป็นรายได้ส่วนหนึ่งที่มาหมุนเวียนในชุมชนของเราပြီးတော့သူတို့ရလာတဲ့တခြားဝင်ငွေတွေပါရှိလဲဆိုဒီဈေးဆိုင်တွေရှိရယ်ဈေးဆိုင်တွေရှိရယ်သူတို့ရဲ့ဒီဟိုပါတော့ပီလာမြေလှုပ်တဲ့နေရာတွေရှိတယ်ပြီးတော့ဈေးဘက်ဝင်တဲ့ဟိုနော်ဈေးလှုပ်တဲ့ဒေတာမှာရှိရယ်ပြီးတော့ဒီဒေတာထဲမှာရှိတဲ့ဒီအလုပ်တွေနဲ့ဝင်ငွေသူတို့ရဲ့ဘယ်လိုပြောမလဲဒီ community ထဲကိုပြန်ပြီးတော့ဝင်ငွေဖြစ်ပြန်အသုံးပြုတယ်เดี๋ยวหลายท่านจะสงสัยว่าเอ๊ะแล้วไปเอารายได้จากไหนถ้าไม่มีการบอกบุญเรียรายใช่ไหมอีกเรื่องหนึ่งที่สำคัญที่อยากจะพูดตอนนี้ก็คือเรื่องของการศึกษาที่ชุมชนของเราหลายๆแห่งหลายๆที่เนี่ยเรามีการศึกษาแบบครบวงจรที่เขาเรียกว่าบ้านวัดโรงเรียนหรือบวรเนี่ยพ่อมาคงเข้าใจเนาะเราจะมีบ้านวัดโรงเรียนที่มีความสัมพันธ์เกี่ยวโยงช่วยเหลือเกื้อกูลซึ่งกันและกันခုနပြောပြတဲ့ဟာပေါ့နော်အဲ့ဒါတကယ်လို့တကယ်လူတန်းတဲ့ပတ်စံတွေမရှိဘူးဆိုရင်ဘယ်ကနေရမလဲဆိုတော့အဲ့ဒါလည်းပြောပြရှင်တယ်ပေါ့ပြီးတော့နောက်တစ်ခုကဒီကျောင်းပေါ့နော်ကျောင်းပြောပြရှင်တယ်ကျောင်းဆိုတာကျောင်းဆိုတာသူရဲ့ခံယူချက်ပေါ့နော်ကျောင်းရှိရမယ်ပြီးတော့ဒီဒါနာနဲ့ပတ်သက်ပြီးတော့ကျောင်းရှိရမယ်ပုံကြီးကျောင်းပေါ့နော်ပြီးတော့ဒီအိမ်ပေါ့နော်အဲ့သုံးခုပါဝင်တဲ့ဒီကျောင်းပေါ့နော်အဲ့ဒါဒီဟိုပညာရေးနဲ့ပတ်သက်လာဒီပတ်စုံပညာရေးပုံစံလိုမျိုးပေါ့နော်เรามีบ้านก็คือชุมชนนั่นเองชุมชนอยู่ในชุมชนเนี่ยมีบ้านอยู่ในพุทธสถานวัดก็คือพุทธสถานคือสถานที่ปฏิบัติธรรมซึ่งมีพระมีนักบวชชายนักบวชหญิงอยู่นี่คือวัดส่วนโรงเรียนก็คือเรามีโรงเรียนสอนเด็กตั้งแต่มัธยมต้นจนถึงมัธยมปลายนี่คือโรงเรียนซึ่งเด็กมาเรียนที่นี่เนี่ยเรียนฟรีทุกอย่างไม่ต้องเสียค่าใช้จ่ายใดๆทั้งสิ้นတို့ဒီပြည့်စုံတဲ့ပညာရေးတစ်ခုအနေနဲ့ပေါ့တို့ကပါရှိလဲဆိုတော့ဒီဗာလဲအိမ်ဆိုတာလဲဒီတို့ကြေးရွာပေါ့နော်ကြေးရွာအိမ်နေရှိတယ်ပြီးတော့တာနာနဲ့ပတ်သက်ပြီးတော့ကျောင်းနေဆိုတာလဲဒီဘုန်းကြီးကျောင်းရှိတယ်ပြီးတော့ဘုန်းကြီးကျောင်းထဲမှာလဲဟိုပါပေါ့ဒီတန်ခါလေးရှိတယ်ပေါ့နော်ပြီးတော့ဒီကျောင်းရှိတယ်ပေါ့ကျောင်းလူကျောင်းသားတွေလေ့လာသင်ကြားဖို့အတွက်ပေါ့နော်အဲ့ဒါရှိတယ်ပြီးတော့နောက်တစ်ခုကကျောင်းသူကျောင်းသားတွေအားလုံးကလည်းဒီမှာလာလေ့လာတဲ့အချိန်မှာလာတက်တဲ့အချိန်မှာအားလုံး free ပဲပေါ့နော်ပတ်စံမကုန်ဘူးเด็กที่มาเรียนที่นี่เนี่ยมากินมานอนอยู่กับเราเลยนะให้กินฟรีอยู่ฟรีเรียนฟรีทุกอย่างฟรีหมดส่วนใหญ่จะเป็นลูกหลานของญาติธรรมซึ่งเขาจะมีการคัดเลือกดูตัวกว่าจะเข้ามานี่ยากมากအားလုံးကဒီကျောင်းလူကျောင်းသားအားလုံးပေါ့နော်ဒီမှာအိတ်တယ်ဒီမှာစားတယ်အားလုံးအခမဲ့ပဲပေါ့နော်ကျောင်းခါတွေလည်းအားလုံးအခမဲ့ပဲဒါပေမဲ့ဟိုသူတို့ကျောင်းလူကျောင်းသားတွေကအများအပြားတော့ဒီတရားလာထိုင်တဲ့လူတွေရဲ့ဆွေမျိုးတွေပေါ့နော်တို့ကလည်းဒီကျောင်းမှာလက်ခံမှုအတွက်တော်တော်လေးတော့ဟိုစီစေးရတယ်ပေါ့แล้วเด็กที่เรียนจากที่นี่จบไปแล้วเนี่ยไปสอบเข้ามหาวิทยาลัยนะได้เยอะแล้วจบได้เกียรตินิยมเลยเยอะมากဒီကနေပြီးတော့ဒီမူလတန်းနေအထက်တန်းရှိတယ်ပေါ့အလယ်တန်းအထက်တန်းရှိတယ်အဲ့မှာအဲ့ဒီကျောင်းပြီးပြီးတော့ဒီတက်ကရူဝင်တဲ့အချိန်မှာဟိုပါပေါ့နော်တက်ကရူဝင်ဖွင့်ဆိုင်ပွဲတွေဖြစ်တဲ့အချိန်မှာတို့ကဒီအမတ်တွေတော်တော်များများရတာတွေ့တယ်ပေါ့နော်หลายคนเขาสงสัยว่าทำไมเด็กที่นี่เรียนเก่งแล้วบอกเด็กของเราไม่ใช่เรียนเก่งอะไรหรอกแต่เด็กของเรามีสมาธิดีคือเด็กของเราไม่ไปมัวเล่นเกมไม่มัวมุ่นกับไปคอมพิวเตอร์หรือว่าดูหนังฟังเพลงไปเที่ยวบาร์เที่ยวคลับใจแตกเหมือนเด็กข้างนอกสังคมในสมัยเนี้ยเราไม่มีแบบนั้นအများဖြင့်ပြောတယ်ပေါ့နော်ဒီကျောင်းပြီးသွားတဲ့ကလေးတွေဘာလို့တော်လဲပေါ့သူခံယူချက်နေတော့ကလေးကမတော်ဘူးတဲ့ဒါပေမဲ့ဟိုတမာတိများတယ်ပေါ့နော်အခုခေတ်ကလေးတွေက game တွေဆော့တယ်ရုပ်ရှင်တွေကြည့်တယ်တချင်းတွေနားထောင်တယ်ပြီးတော့
ညဆိုရင်လည်းဒီ pub တို့ bar တို့အဲ့မျိုးလိုက်လဲတာရှိရပေါ့နော်ဒါပေမဲ့သူတို့ကလေးတွေကအဲ့လိုမျိုးမရှိဘူးပြီးတော့စိတ်လည်းငြိမ်တယ်အဲ့ဒါကြောင့်မလို့သူတို့ကလေးတွေတော်ရရှင်ဖြစ်တယ်ပေါ့เพราะเด็กที่นี่พอมาเรียนที่นี่แล้วเนี่ยแม้แต่มือถือเราก็ไม่ให้ใช้นะแม้แต่เงินเนี่ยห้ามผู้ปกครองเอาเงินมาให้เด็กนะเด็กจะไม่ให้ใช้เงินในที่ขณะที่มาเรียนอยู่ที่นี่ဒီမှာလာကျောင်းလာတက်တဲ့အချိန်မှာဖုန်းတွေလည်းမသုံးရဘူးပေါ့နော်ပြီးတော့ဒီပတ်စံလည်းမသုံးရဘူးပေါ့နော်မိဘတွေအုပ်ထိန်းတဲ့လူတွေပတ်စံလာပေးတော့လည်းသူတို့တားမြစ်ထားတယ်ပေါ့เราถือหลักของการมาศึกษาที่นี่เกี่ยวกับเด็กในเรื่องของการศึกษาเราเน้นเขาเรียก1ศีลเด่น2เป็นงาน3ฌานวิชาคือต้องเอาศีลธรรมเป็นหลักเลยประมาณ 40% เป็นงานคือต้องทำงานเป็นเราฝึกงานให้ทำกันตั้งแต่เช้ากันเลยนะเราเรียนตั้งแต่เช้ามืดกลางวันเราช่วยงานเข้าฐานงานนะเย็นก็สอนก็อบรมกันนะเป็นงานนี่น้อย 35%ส่วนฌานวิชาคือเราจะให้ความรู้ให้การศึกษาเหมือนกับโรงเรียนทั่วไปเนี่ยเราเน้นแค่ 25%อันนี้ไม่ต้องเน้นมากเพราะเด็กมันขวนขวายกันได้ไม่ยากအဓိကသူတို့ရဲ့ဒီတင်ညွန်းတန်းပေါ့နော်အဓိကတီလာတန်ရမယ်ပေါ့နော်တီလာစောင့်ထိန်တဲ့နေရာမှာရှိရမယ်အားကောင်းရမယ်ပေါ့နော်အဲ့ဒါဒီ40%လောက်အားပေးတယ်ပေါ့ဒုတိယချက်ကဒီအလုတ်ပိုင်းလက်တွေ့အပိုင်းမှာပေါ့နော်အလုတ်တဲ့အပိုင်းမှာသူကအဓိကပို့ပြီးတော့ဒီ35%လောက်သူတို့ကဦးစားပေးပြီးတော့စူးစမ်းတင်ပေးတယ်ပေါ့သူမနေ့စောကလေးနေပြီးတော့ဒီအလုပ်တွေစားလုပ်တယ်ပြီးတော့ဒီနေ့လယ်ပိုင်းဆိုရင်လည်း workshop တစ်ခုစီမှာတွားပြီးတော့လေ့လာတာရှိရယ်ပြီးတော့ပေါ့ဒီကျွန်တော်ဘယ်လိုပြောမလဲဒီကျွမ်းကျင်မှုပိုင်းပေါ့နော်knowledge အပိုင်းပေါ့နော်အဲ့ knowledge အပိုင်းကျတော့25%လောက်ပဲဦးစားပေးတယ်ဘာဖြစ်လို့ဆိုတော့သူကပါခံယူလဲဆိုတော့knowledge အပိုင်းကတကယ်လို့စူးစမ်းတယ်ဆိုရင်ကိုယ့်အနေကိုလိုက်ပြီးတော့လေ့လာလို့ရတယ်ပေါ့คำว่าศีลเด่นเป็นงานฌานวิชาเนี่ยเป็นเรื่องของปรัชญาของการศึกษาของพวกเราส่วนคติพจน์หรือคำขวัญของโรงเรียนคือสะอาดขยันประหยัดซื่อสัตย์เสียสละสามัคคีခုနကပြောတဲ့ဒီတီလာရယ်ပေါ့နော်တီလာရဲ့လက်တွေ့ရယ်ပြီးတော့ဒီအတိပညာတွေကတော့ဒီသူတို့ရဲ့ပေါ့နော်သူတို့ရဲ့ခံယူချက်ပေါ့နော်ဒါပေမဲ့ပြီးတော့နောက်တစ်ခုကဒီကျောင်းရဲ့ဆောင်ပုတ်ပေါ့နော်ကျောင်းဆောင်ပုတ်ကဘာရှိလဲဆိုတော့တန့်ရှင်းတယ်ကြိုးစားတယ်ပြီးတော့ခြွေတာတယ်တစ္ဆာရှိရယ်ပြီးတော့ကိုကျိုးစွန့်တယ်ပြီးတော့စီလုံးညင်ညွတ်တယ်ပြီးတော့စီကန်းရှိတယ်ပေါ့အမျိုးတွေနဲ့သူကဆောင်ပုတ်ရေးထားတယ်ပေါ့โอเคนะเข้าใจนะเรามีคติธรรมสำหรับครูหรือครูที่มาสอนนักเรียนที่นี่เนี่ยเป็นครูอาสานะแม้แต่ครูก็ไม่รับเงินเดือนนะไม่มีเงินเดือนมาช่วยทำงานอย่างเสียสละกินน้อยใช้น้อยทำงานให้มากนะรักนักเรียนเหมือนลูกเหมือนหลานนะเราไม่เรียกครูเราเรียกอาเรียกป้าเรียกน้าเหมือนกับคนในครอบครัวပြီးတော့သူရဲ့ဒီဆရာမတွေအတွက်ပေါ့နော်ဆရာမတွေအတွက်ကပါခံယူချက်ရှိလဲဆိုတော့ပေါ့ကိုကျိုးစွန်းတဲ့ဆရာမတွေဖြစ်တယ်ပေါ့သူမှလက်ခမရဘူးပြီးတော့ဒီချွေတာတုံးတယ်နည်းနည်းပဲတုံးတယ်နည်းနည်းပဲစားတယ်ပြီးတော့အလုပ်တွေအများကြီးလုပ်တယ်ပေါ့အဲ့ဒါကိုကျိုးအများကြီးစွန့်တယ်ပြီးတော့နောက်တစ်ခုကဒီကလေးတွေကိုလည်းဒီသူတို့ကလေးတွေကသူတို့ဆရာလို့မခေါ်ဘူးပေါ့နော်ဥမာအတော်တို့ဦးလေးတို့ပေါ့နော်အမျိုးတွေမိသားစုတစ်ခုလိုပဲတတ်မှတ်ပြီးတော့တင် ကြားပေးတယ်ပေါ့ที่ปฐมอโศกหรือว่าชุมชนส่วนใหญ่เราจะมีแค่ระดับมัธยมศึกษาแต่ถ้าจะสูงไปกว่านั้นจะเรียนระดับมหาวิทยาลัยมีอยู่แห่งหนึ่งคือที่ราชธานีอโศกที่นั่นจะมีระดับมหาวิทยาลัยระดับอุดมศึกษาระดับอาชีวศึกษาระดับปริญญาตรีဒီမှာတော့ဒီမူလတန်းနဲ့အထက်တန်းအထိရှိရအလယ်တန်းနဲ့အထက်တန်းအထိအဲ့ဒါပဲရှိရပေါ့အဲ့ဒါထက်ပို့ပြီးတော့လှုပ်ချင်တယ်ယူတုံးနိုင်တယ်ราชธานีอโศกอยู่ที่จังหวัดอุบลราชธานีครับอุบลမှာရှိရဒီရာชธานีအဆုတ်ဆိုတဲ့နေရာမှာတွားပြီးတော့အဲ့မှာ college တို့တက္ကသိုလ်တို့အဲ့ဒါတက်ရှင်နေဆိုရင်လည်းအဲ့မှာဆက်တက်လို့ရတယ်ที่นั่นเราใช้หลักศีลเต็มเข้มงานสืบสารวิชาอธิบายยากไหม
เอาเป็นเรื่องศีลเด่นเป็นงาน เป็นงาน คล้ายๆกัน ဟိုမှာလဲသူတို့ရဲ့ခံယူချက်ကဒီ อันนี้มันเข้มหน่อย ဟိုမှာကျတော့ဒီတီလာအပိုင်းမှာပေါ့နော်တီလာစောင်းတဲ့အပိုင်းမှာပို့ပြီးတော့ဟာထူးချဘယ်လိုလဲပို့ပြီးတော့ဒီထက်အဆင့်မြင့်သွားတယ်ပေါ့နော်အဆင့်မြင့်သွားတယ်ပြီးတော့အလုပ်လက်တွေ့အလုပ်တွေလည်းရှိတယ်ပြီးတော့ဒီကလိုပဲဟာအသိပညာအပိုင်းလည်းသင်ကြားပေးတယ်ပေါ့ ที่นั่นนี่เรามีระดับอุดมศึกษามีวิทยาลัยอาชีวศึกษา แล้วก็มีมหาวิชาลามนาวาบุญนิยมนะจบมาได้ปริญญาตรีระดับศิลปศาสตร์บัณฑิตนะสาขาผู้ประกอบการสังคมเป็นหลักสูตรระดับปริญญาตรีนะระดับอุดมศึกษาသူတို့ကပေါ့နော်ဒီအထက်တန်းအပိုင်းမှာပါရှိလဲဆိုတော့ဒီ vocational college ပေါ့နော် vocational college အပိုင်းအထိရှိရယ်ပြီးတော့တက္ကသိုလ်ကကျတော့ဒီဟောပေါ့တက္ကသိုလ်ထိုင်းကန်တက္ကသိုလ်ဌာနကနေပေးတဲ့ဒီ social နဲ့ art ပေါ့နော်အဲ့ပွဲပေါ့နော်အဲ့ပြီးပွဲတစ်ခုရတယ်ပေါ့အဲ့အကြောင်းပြီးသွားရင်ပေါ့နော် ก็มาอยู่มากินมานอนมาเรียนฟรีเหมือนกันที่นั่นไม่มีการเก็บ အဲ့မှာလဲ ค่า အားလုံး รักษา အခမဲ့ပဲ ไม่มีการเก็บค่าเรียนค่าเราเรียนค่าการศึกษานะเดี๋ยวนี้เนี่ยนะเดี๋ยวนี้เนี่ยรัฐบาลเองเขาก็พยายามปฏิรูปการศึกษาเขาพยายามลดเวลาเรียนเพิ่มเวลารู้เคยได้ยินใช่ไหมเราลดเวลาเรียนเพิ่มเวลารู้ของเรานี่ทำมานานแล้วของเราลดเวลาเรียนแต่ไปเพิ่มเวลาในการปฏิบัติคือเน้นการปฏิบัติมากกว่าสอนให้คนดีมากกว่าที่จะให้คนเก่งเพราะคนเก่งมันสอนไม่ยากแต่สอนให้คนดีเนี่ยยากဒီထိုင်းနိုင်ငံမှာလည်းဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုပါဘောနော်ဒါပြုပြင်ပြောင်းလဲမှုတွေတို့စူးစမ်းလုပ်နေတယ်ပေါ့တို့ရဲ့တို့ကဘာလုပ်ရှင်လဲဆိုတော့ဒီတင် जा မှုအပိုင်းမှာအချိန်လျှော့ပြီးတော့ဒီစတင်လှုပ်ဆောင်တဲ့အပိုင်းတွေမှာတို့ကပို့ပြီးတော့ဟိုပါဘောနော်ထပ်ဖြည့်ရှင်တယ်ပေါ့အဲ့ဒါအဲ့ပုံစံမျိုးတို့လုပ်ခဲ့တာကြာပြီးပေါ့တို့ကဘာပြောလဲဆိုတော့လူတယောက်ကိုတော်ဖို့အတွက်ဟိုတင် जा ဆရာတိတ်မလို့ပေါ့နော်ကောင်းမှုအတွက်တင် जा ဖို့တအားလိုတယ်ပေါ့လူကောင်းတယောက်ကိုတင်လူကောင်းအောင်တင်ဖို့ဆိုတာတအားဟိုတော်အောင်တင်တာထက်တအားခက်တယ်ပေါ့အဲကြောင့်လူက